ဖလော်ရီဒါကမ်းရိုးတန်းကနေမိုင်90အကွာမှာတည်ရှိနေတဲ့ကျူးဘားနိုင်ငံကတော့ယနေ့အချိန်ထိအမေရိကန်နဲ့ဆက်ဆံရေးကျဲနေစေဖြစ်ပါတယ်။ဒီထဲမှာအမေရိကန်နိုင်ငံကကျူးဘားနိုင်ငံကိုသူ့ရဲ့လွှမ်းမိုးမှုအောက်မှာအမြဲနေစေခြင်းတဲ့အကြောင်းကြောင့်လည်းပါပါတယ်။ကျူးဘားနိုင်ငံကလည်းယခင်ဆိုဗီယက်ပြည်ထောင်စုယနေ့ခေတ်ရုရှားတရုတ်ဗီနီဇွဲလားစတဲ့နိုင်ငံတွေနဲ့မိတ်ဖက်ပြုလုပ်ပြီးတော့အမေရိကန်ရဲ့လွှမ်းမိုးမှုကိုအန်တုနေစေဖြစ်ပါတယ်။ဒီလိုကိစ္စတွေရှိနေတဲ့အတွက်ကြောင့်လည်းကျူးဘားနိုင်ငံဆိုတာအမေရိကန်နိုင်ငံအတွက်ပြဿနာတစ်ခုလိုဖြစ်နေခဲ့တာပါ။ဒါတွေကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကိုပြန်သွားကြည့်ဖို့လိုအပ်ပါတယ်။1800ပြည့်နှစ်အစောပိုင်းကာလတွေတုန်းကအမေရိကန်ရဲ့အင်အားကအလင်းမြန်စွာပဲကြီးထွားလာခဲ့ပါတယ်။ဒီအချိန်တုန်းကဥရောပအင်အားကြီးနိုင်ငံတွေကတောင်အမေရိကနဲ့မြောက်အမေရိကမှာရှိတဲ့နေမြေအများစုကိုသိမ်းပိုက်ထားဆဲလည်းဖြစ်ပါတယ်။1823ခုနှစ်တုန်းကအမေရိကန်သမ္မတ James Monroe ကနောက်တစ်ချိန်မှာသမိုင်းတွင်စင်ပဲ Monroe Doctrine ကိုကြေညာခဲ့ပါတယ်။အတိအကျပြောရရင်တော့ဒါကဥရောပနိုင်ငံကြီးတွေကိုတတိပေးစာပါ။ဒီထဲမှာအနောက်ကမ္ဘာကိုလုံးဝမလာရန်ကိုလိုနီနိုင်ငံတစ်ထပ်ပြီးတော့မထူထောင်ရန်လွတ်လပ်တဲ့အမေရိကန်နိုင်ငံရဲ့အတွင်းရေးကိုဝင်ရောက်မစွက်ဖက်ရန်စတဲ့အချက်တွေပါပါတယ်။တကယ်လို့ဒီအချက်တွေကိုမလိုက်နာဘူးဆိုရင်အမေရိကန်နိုင်ငံရဲ့လုံခြုံရေးအပေါ်တိုက်ရိုက်ချင်းချောက်မှုအဖြစ်သတ်မှတ်ပြီးတော့ပြန်လည်တုံ့ပြန်မှာဖြစ်ပါတယ်။အဲဒီအချိန်ကစပြီးတော့အမေရိကန်နိုင်ငံကဒေသတွင်းတစ်ခုလုံးကိုသူ့ရဲ့လွှမ်းမိုးမှုအောက်ကိုရောက်ရှိစေဖို့အတွက်တစတိုးချဲလာခဲ့တာပါ။ဒါပေမဲ့စပိန်ရဲ့ကိုလိုနီအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ကျူးဘားနိုင်ငံကတော့ယနေ့အချိန်ထိကိုအမေရိကန်နဲ့အကန်တွေဖြစ်နေခဲ့တာပါ။အမေရိကန်အတွက်လည်းကျူးဘားနိုင်ငံဆိုတာအင်တကားဝါကအရေးကြီးတဲ့ပြဿနာအဖြစ်ရှုမြင်နေတာပါ။သမိုင်းတစ်လျှောက်လုံးမှာလည်းအမေရိကန်ဘက်ကကျူးဘားနိုင်ငံကိုစစ်ရေးစီးပွားရေးပိတ်ဆို့မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ယနေ့အချိန်ထိကိုမအောင်မြင်သေးတာပါ။အစုံထိနားထောင်ခဲ့ကြတဲ့သူတွေအနေနဲ့အမေရိကန်နဲ့ကျူးဘားပြဿနာကိုဘယ်လိုအမြင်တွေရှိကြပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားနိုင်ပါတယ်ဗျ။